Malaysia ကိုရောက်စားကြပြီးက Malaysia ကိုကောင်းကောင်းစားပြီးလို့မပရိုတဲ့တင်စားလေ Malaysia ကအရင်ပရိုတဲ့အောင်ဇာပန်လေးလာဘူးလေဆိုတာနဲ့ပတ်သက်ပြီးကကျွန်တော်အကရမ်ပြီးသဘောနဲ့နည်းနည်းလောက်ပရိုပြပါမယ်ပထမဆုံးတစ်ချက်ကကိုလုံးတွေလုံးမှာနိုင်ငံခါသားမရှိကိုလူမျိုးကြီးပဲအများကြီးရှိရဲ့နင်းစနဲ့အမြကိုရိုစကားကိုပဲပရိုဖိတ်တယ်မလေးစကားကိုကြမပရိုဖိတ်ရပါဆိုလေတော့စကားတဲ့ဘောအတွက်ကာနိုင်ပါတယ်ကိုလူမျိုးအရှင်းရှင်းကြားကြလေတော့မလေးစကားနဲ့ကိုတက်တလောက်ကိုပရိုပီစကားအများကြီးထီရောက်ပါတယ်ကိုတငချမ်းဖိတ်ဖိတ်ကိုလုတ်ဖို့ကံပဲအရှင်းရှင်းဖိတ်ဖိတ်မလေးစကားနဲ့သုံးပြီးကစားလေးနောက်လေးပရိုစားလေတော့မလေးစကားတဲ့ဘောအတွက်အများကြီးအထောက်အကူပြုပါတယ်စကားဆိုတာလေတော့နင်းစနဲ့အများပရိုနီမှာရစကားလုံးဒီစားမမိန်ပါဒီကလို့စကားမပရိုဖရိုက်ဆိုကြတယ်ကိုတက်ထားတဲ့စကားလုံးဒီကိုတီးထားတဲ့စကားလုံးဒီတောင်မိန်လာနိုင်ပါတယ်ဒါနဲ့လို့မလေးစကားကိုမြောက်မြောက်ပရိုပီစကားမလေးစကားတက်ဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်ဒီကနောက်တစ်ချက်ကကြခဲ့မလေးစကားလေးလာဖို့ကြောင့်ပြန်ရဲမလေးလာရှာရပ်ပစကလေးတော့မလေးစကားတက်ဖို့အတွက်ကြနိုင်ပါတယ်ကိုကမလေးစကား production ဆိုကြခဲ့လေးလာဖို့ကြောင့်ပြောင်းလို့မရပါတဲမှာနိုင်ကိုတနိုင်လောက်ပဲအရှင်ပြီးပြီးကလေးလာစားကပို့ပြီးကအထောက်အကူပေးပါတယ်နောက်တစ်ချက်ကကြခဲ့မလေးစကား proposal ကို red တယ်သူများဝင်ဖို့စားကလေးတော့ red တယ် crowd တယ်မလေးစကားမ pro ကို pro လိုက်တဲ့စကားကမော်လာဘလာမသိရပဆိုရမိကမ pro ဆိုကြလေတော့မလေးစကားတက်ဖို့အတွက်ကရာလောနိုင်ပါတယ်မလေးစကား production ဆိုကြခဲ့မလေးစကား proposal သူများဝင်ဖို့စားကို hello crowd မရပါစကားဆိုတာလေတော့နင်းနိုင်တဲ့အမြ pro နီမှာစကားစားမအောင်ပြီးကရှိုးမမနဲ့တစ်ဆက်တည်းရောက်ပါတယ်ဟိုကမလေးစကား proposal ကို red crowd ရပဲဆိုကြခဲ့ကိုတီးထားတဲ့ကိုရန်စကားလုံးအတက်ပြီးကိုတီးရဆိုကြမှာ pro ကနည်းနည်းအောင်နေပါတယ်ရန်ကကြခဲ့ကိုနိုင်ငံစကား proposal ကို red crowd ရန်အတွင်းနဲ့ဖိတ်ပါတယ်မလေးစကားကိုစားပြီးလေးလာဖို့လူတွေ့ရတဲ့ဇပန်လေးလာကပို့ပြီးထီရောက်လေးဆိုရဲအယံဆုံးကနအကိုဒီကိုအယံဆုံးလေးလာပါကနအကိုဒီကကြခဲ့နေရာတိုင်းမှာအသုံးပြုပါတယ်ပေတာဒီပါတီပြီးရပေတာယူဝနေရာဒီမလို့တော့ကနအကိုဒီကိုကြသိထုတ်ဖို့လိုပါတယ်နောက်တစ်ချက်ကကိုကစားလို့လေးလာဖို့ဆိုလို့ရှိခဲ့အသုံးမမျောတဲ့စကားလုံးတွေတဲ့အသုံးမျောတဲ့နင်းစနအများ profit တဲ့စကားလုံးတွေကိုစားပြီးကလေးလာစားကပို့ပြီးကအထောက်အကူဖိတ်ပါတယ်ဥပမာအနေနဲ့ဆိုရဲစားပြလာနေကောင်းလားဇာလုံးတွေလည်းရပိုင်စကားစုရှိတီကိုနင်းစနအများအသုံးပြုတဲ့စကားလုံးစုရှိတီကိုလေးလာရဲဆိုကြခဲ့ပို့ပြီးကထီရောက်ပါတယ်ဒီလေးလာရအခါရစကလုံးဝကြခဲ့နင်းစနအများ pro နေရဆိုဖိလို့မမိန်ပါဒီတကယ်လို့စကားကအသုံးမမျောရဲ့စကားကိုကလေးလာလိုက်တယ်ဆိုတာရန်စကားလုံးကိုမသုံးမနဲ့ကြရခါရလေးလာတဲ့စကားလုံးတွေကမိန်လာနိုင်ပါတယ်ဒီကိုကစားလို့လေးလာရဲ့အခါနင်းစနအများအသုံးပြုရဲ့စကားရှိတီကိုအရင်ဆုံးလေးလာပါဒီအခုနောက်ပြခါရဲ့ကနအခိုဒီကိုအရင်ဆုံးတီးအောင်လေးလာစကားပို့ပြီးထီရောက်ပါတယ်တကယ်ဇပလူတီကစကားပို့ပြီးအတက်မရနိုင်လေဆိုရဲကိုလို့တဲ့လုံးမှာနိုင်ခရတဲ့ရှိရဲ့နင်းစနအများမလေးလိုပဲ pro ငတ်တယ်ရမဆိုကြခဲ့မလေးစကားတက်ဖို့အတွက်တပရန်ကြလွယ်ပါတယ်ကိုလို့တဲ့လုံးမှာနိုင်ခတဲ့လည်းမရှိမလေးစကားကိုလည်းတော့ကောင်းမ pro ရပဲဆိုကြတော့မှကိုလူမျိုးအရှင်းရှင်းကြားကြလေတော့မလေးစကားနဲ့ pro ပြီးကလေးလာစကားပို့ပြီးကထီရောက်ပါတယ်မလေးစကား proposal ကိုလည်းတော့မရပါကသူမျိုးမင်းဖို့စားလည်းတော့မရပါကမလေးစကားတက်ရှာဆိုကြခဲ့စကားမင်းဖို့စား proposal ကို hello crowd လို့မရပါ head crowd တွေမ pro ဆိုခဲ့စကားတက်ဖို့အတွက်အမျိုးကြီးကြလာနိုင်ပါတယ်မလေးစကားကိုငင်းတိုင်တဲ့အများ pro ပြပါရပါဆိုခဲ့တပရိပနဲ့မလေးစကားတက်လာပါလိမ့်မယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်